9/11ဆိုတာအကြမ်းဖက်တိုက်ခိုက်မှုတတ်တတ်ပဲလို့ခမရထင်နေသလားပြန်စဉ်းစားကြည့်ပါ2000ခုနှစ်နွေရာသီကာလ Phoenix မြို့က FBI agent Kenneth Williams ဟာအရှိအလဲပိုင်းသားတချို့လေရင်မောင်းတင်တန်းကျောင်းဒီမှာလေရင်အတက်အဆင်းကိုမတင်ပဲပြန်တန်းထိန်းချုပ်ပုံကိုပဲတင်ယူနေတာကိုသတိထားမိခဲ့တယ်။သူကဌာနချုပ်ကိုအရေးပေါ်မှတ်တမ်းတစ်ခုပေးပို့ခဲ့တယ်။အချမ်းဘက်တိုက်ခိုက်မှုတစ်ခုအတွက်ပြင်ဆင်နေပုံရတယ်လေ။ဒါပေမဲ့အလေးနဲ့မထားပဲလစ်ရှူရှောင်ခဲ့ရတယ်။ Minnesota က FBI agent တွေဟာ Zacharias Moxoui ဆိုသူကိုလေရင်မောင်းတင်တန်းကျောင်းမှာဖမ်းဆီးခဲ့တယ်။သူကတန်တရားဖြစ်စရာကောင်းနေတယ်။လေရင်မောင်းအတွေ့အကြုံမရှိဘဲနဲ့747လေရင်ကြီးကိုမောင်းချင်နေတယ်။ agent တွေကသူ့ရဲ့ laptop ကိုစစ်ဆေးခွင့်ပြုဖို့ဌာနချုပ်ကိုအကျင့်80မှာက email ပို့ပြီးတောင်းဆိုခဲ့ကြတယ်။ဒီလူတစ်ခုခုကိုကြံစည်နေပြီလို့ပြောခဲ့တယ်။ဒါပေမဲ့ FBI ညွှန်ကြားရေးမှူးက3ဘက်တီးတီးငင်းဆန်ခဲ့တယ်။ Egypt နိုင်ငံကသတိပေးခဲ့တယ်။ဘင်လာဒန်ဟာ American မှာတစ်ခုခုလုပ်ဖို့စီစဉ်နေပြီလေ။ Jordan ကလည်း Big Wedding လို့အမည်ပေးထားတဲ့အကြီးမားတိုက်ခိုက်မှုတစ်ခု American မြေပေါ်မှာဖြစ်တော်မယ်လို့သတိပေးတယ်။ Morocco ကလည်းအလားတူပဲ။ Israel ရဲ့ Mossad ကတော့ Washington ကို agent 200လွှတ်ပြီးပြန်ပေးစွဲမဲ့သူ29ယောက်ရဲ့နာမည်စင်းအတိအကျကိုပေးခဲ့တယ်။ဒီလူတွေအခု American မှာရှိနေပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေကြပြီလို့ပြောခဲ့တယ်။ CIA ရော FBI မှာဒီအချက်အလက်တွေအကုန်ရထားပြီးသားပါ။ဒါပေမဲ့ဘာမှမလုပ်ခဲ့ကြဘူး။2000ခုနှစ် September 17ရက်နေ့လေယာဉ်တွေဝင်တိုက်ခဲ့တယ်။အဲ့ဒီတော့မှ FBI က Moxoui ရဲ့